မရေမပြန်သေးဘူးလားမနောက်ကျနေပြီလေဘာလုပ်နေအောင်မပြန်သေးဦးညီမလေးရေမမကလေဒီနေ့ပစ္စည်းအစ်စ်လေးတွေရောက်လို့မလို့ဒီမှာပစ္စည်းလေးတွေစစ်နေတာဒါလေးတွေစစ်ပြီးသွားတဲ့ခါကျတော့မနေ့ပြန်ကြလို့ရှိရင်ရောင်းပေးလို့ရအောင်လို့လေဒီဟာလေးတွေက2သိန်းကျော်3သိန်းဝန်းကျင်လေးတွေမှာပေါ့နော်လုံးဝကိုယ့်ရဲ့ customer တွေအကြိုက်တွေ့စေမဲ့လုံးဝquality ကောင်းတယ်နောက်ပြီးတဲ့ခါကျအလုံးတန့်တယ်ဒီမှာ model အစုံလေးတွေလည်းရောက်တယ်အဲ့တော့ကျတော့အမဒီနေ့ကိုပစ္စည်းလေးတွေအပြီးစစ်နေရပါတော့ဒီနေ့စစ်ပြီးသွားတဲ့ခါကျမနေ့ပြန်ဆိုလို့ရှိရင်အယောင်လေးဖွင့်လို့ရအောင်လို့ပါနည်းနည်းတော့နောက်ကျမယ်နော်အခုတော့8:45ဖြစ်နေပြီဒါပေမဲ့တခြားအဖွဲလည်းစစ်လို့မပြီးသေးဘူးအမလည်းပဲဒီမှာပစ္စည်းတွေဒီမှာပြလိုက်အောင်ဒီမှာလေးပစ္စည်းတွေအစ်ရောက်တဲ့ဟာလေးပေါ့နော်ဒီကောင်လေးတွေဒါလေးဆိုလို့ရှိရင် RAM6 128GB ကိုA56 5G ပေါ့နော်ဈေးနှုန်းလေးက3,200,000နဲ့ဝယ်လို့ရပါမယ်မနေ့ပြန်ဆိုလို့ရှိရင်ရောင်းပါပြီပေါ့နော်ဒါလေးတွေကိုတော့ကြိုက်တယ်ဝယ်ယူအားပေးခြင်းနဲ့ဆိုလို့ရှိရင်ထာဝရမိုဘိုင်းကိုလာခဲ့ပါလုံးဝအမခံလည်း3လပေးပြီးတော့ရောင်းတာဖြစ်တဲ့အတွက်ကြောင့်စိတ်ချလက်ချသုံးလို့ရအောင်အမတို့ဘက်ကလေပြီးတော့တေချာလေးစစ်ပြီးတော့မှရောင်းပေးတာပေါ့နော်အကယ်၍ဂျားထဲမှာအဲ့ဒါတစုံတရာပါခဲ့တယ်ဆိုလို့ရှိရင်လည်းပဲအလုံးလဲပေးပါတယ်လုံးဝစိတ်ချလက်ချသုံးလို့ရတယ်ပေါ့နော်အဲ့ကြောင့်မလို့အမလည်းတေချာစစ်နေဆိုတော့မပြီးသေးဘူးအလုံးတွေကလည်းနည်းနည်းများတယ်ဟိုဘက်အဖွဲလည်းမပြီးသေးဘူးအမလည်းအမတာဝန်ယူထားတဲ့အလုံးလေးတွေလည်းမပြီးသေးဘူးဆိုတော့ညီမလေးလည်းပြင်မှုမစင်စားနဲ့哦ကိုယ့်ရဲ့ customer လေးတွေပေါ့နော်ဒီမှာအယောင်သွေးစုံစုံလင်းလင်းနဲ့3သိန်းကျော်လေးတွေကိုလုံးဝအလန်းလေးတွေကင်မဲဆိုလို့ရှိရင်တော့ထာဝရမိုဘိုင်းကိုလာခဲ့ပါအမုံကနောက်ပြီးတော့ကို customer တွေကိုအရေးကြနဲ့ဝယ်ယူခြင်းတဲ့ customer လေးတွေအတွက်လည်းအရေးကြလေးဝယ်ယူရရှိနိုင်ပါတယ်ထာဝရမိုဘိုင်းမှာပေါ့နော်နောက်ပြီးတဲ့အခါကျတော့2သိန်းကျော်လေးတွေသုံးကျင်တဲ့ customer လေးတွေအတွက်လည်းဒါမျိုးလေးတွေဆိုလို့ရှိရင်2သိန်းကျော်လေးတွေသုံးရမှာပေါ့နော်ဒါလေးတွေကတော့2သိန်းကျော်နဲ့သုံးရမယ်ဒီ Oppo လေးတွေကတော့3သိန်းနဲ့2,000ပေါ့နော်ဒါလေးတွေက3သိန်း2,000ဝယ်ယူအားပေးမယ်ဆိုလို့ရှိရင်ထာဝရမိုဘိုင်းဆိုင်39982000 345ကိုဆက်သွယ်ပြီးတော့လည်းမှာယူနိုင်တယ်လို့ဆိုင်အောင်လာရောက်ပြီးတော့လည်းအားပေးနိုင်ပါတယ်ရှင်ဒီလုံးလေးတွေမှမဟုတ်ဘူးအစ်စ်ပါကင်လေးရပဲသုံးကျင်နေဆိုတဲ့ customer လေးလည်းအစ်စ်ပါကင်လေးတွေလည်းရောင်းပေးပါတယ်เนาะအစ်စ်ပါကင်လေးတွေကိုလည်းအာမခံနဲ့နောက်ပြီးတော့အရစ်ကြနဲ့လည်းရောင်းပေးပါတယ်ဒီမှာ Redmi လေးတွေကြိုက်တဲ့ customer လေးတွေလည်းပေါ့เนาะ Redmi တွေကဆိုရင်လည်းဒါမျိုး global လုံးလေးတွေChina လုံးလေးတွေအဆုံးရှိပါတယ်ပေါ့เนาะဒီ2သိန်းကျော်3သိန်းဝန်းကျင်လေးမှာကိုကောင်းကောင်းသုံးလို့ရတယ်ပေါ့เนาะဒါလေးတွေဆိုလို့ရှိရင်ဒီကောင်လေးဆိုရင် Redmi 30C ကိုမှာ global လုံးလေး 812GB နဲ့ရှိမယ်တရားလေးကဟုတ်တယ်ဒါလေးက RAM 812GB လေးနဲ့ဒါလေးဒါလေးလည်းရှိမယ်နောက်ပြီးတော့8256အလုံးလေးလည်းရှိအောင်မယ်ဒါလေးတွေကိုဝယ်ယူအားပေးခြင်းနဲ့ဆိုလို့ရှိရင်ဇိုင်းလေးကိုလာခဲ့နော်